တော်ဆက်လိုက်နိုင်ရတော့မူရစီဝါကိုပြန်ပြီးမှတန်းတာလာတဲ့သူတယောက်ဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ကမူရစီဝါတွေကရှင်တော့ကျွန်တော်မူရစီဝါတွေကိုစိတ်ကုန်တော့တခင်ယေရှုဘုရားတကယ်အသက်ရှင်နေလို့ကျွန်တော်ကိုပေးတွေ့ပါကျွန်တော်တကယ်စိတ်ပေါ်ခဲ့တယ်ကျွန်တော်မွေးကလေးကခင်ရန်တရားမဟုတ်ခဲ့ဘူးအဲ့ဒီကလည်းစာပြီးကျွန်တော်တို့မြောက်လာတယ်ကျွန်တော်ပြောင်းလဲလာခဲ့တယ်လူတွေကတော့ကျွန်တော်ကိုပြောင်းလဲစေချင်လို့၆ပေါက်နဲ့ထည့်တယ်စုပ်ပြတ်တဲ့နေအောင်ရိုက်ပြီးသမီးမကျွေးပဲပြစ်ထားတယ်တက်ထိတ်ခတ်တယ်နေစညင်ပန်းတယ်နောက်ဆုံးတော့ဘဝနဲ့ကန်ချတယ်ကျွန်တော်ရိုးတွေကျိုးတော့အဲ့သွားတဲ့ဒီစုပ်ပြတ်တဲ့နေအောင်ရိုက်တယ်ကျွန်တော်လာလိုက်စီပြီးကူသားလိုက်ရတယ်နောက်ထပ်မခိုးအောင်လို့နောက်ထပ်မွေးစေဝါတွေမသုံးဆွဲအောင်လို့သူတို့ကျွန်တော်ကိုပြောင်းလဲသွားအောင်လို့ကျွန်တော်ကိုသုံးမခဲ့တာဖြစ်ပါတယ်ဒါပေမဲ့တခင်ယေရှုဖခင်ကတော့ကျွန်တော်ကိုပြောင်းလဲစေချင်လို့ကျွန်တော်ကိုယ်စားလုပ်ခဲ့တဲ့နေ့ပေါင်းတစ်ထောင်ကလေးကသူ့ကိုယ်တိုင်အချိုက်ခံခဲ့တယ်သူ့ကိုယ်တိုင်အဆက်ကွဲခံခဲ့တယ်အဲ့ဒီအရာကိုမယုံရင်ကျွန်တော်လိုမျိုးလူတစ်ယောက်ခေါ်ဖို့အတွက်ဘေးနားမှာအသက်ရှင်နေတော့ဖခင်ဖြစ်တယ်အဲ့ဒီဖခင်ရဲ့ချစ်ချင်းမြတ်တာတွေကိုကြားလာတဲ့အခါမှာခံစားရလာတဲ့အခါမှာကျွန်တော်ဆက်ပြီးကောင်းမှမှာရှင်တော့ကျွန်တော်မွေးစေဝါတွေကိုဆက်ပြီးမသုံးဆွဲရှင်တော့ဝရမ်းပြေးဆိုတဲ့ဘဝအခြေအနေတွေကနေကျွန်တော်အဲ့ဒီဖခင်ကိုကောက်ကောက်ကွင်းကွင်းမြင်သွားတယ်အဲ့ဒီနေ့ကနေစပြီးကျွန်တော်ပြောင်းလဲလာတယ်ကျွန်တော်တကယ်လွတ်မြောက်ချင်တယ်လို့အဲ့ဒီဖခင်ကိုစိတ်ခေါ်ခဲ့တယ်ကျွန်တော်မွေးစေဝါတွေကလွတ်မြောက်သွားတယ်လွတ်မြောက်သွားတဲ့ဆိုတဲ့အချိန်မှာကျွန်တော်မူရစေဝါတွေကိုမြင်ပြီးမှကျွန်တော်မသုံးတော့ပါဘူးကျွန်တော်ဖိုးမထိုးတော့ပါဘူးကျွန်တော်ဆက်လက်မတောက်တော့ပါဘူးလို့စိတ်ပိတ်ချုပ်ပြီးမှလွတ်မြောက်သွားတဲ့မူရစေဝါတွေကလွတ်မြောက်ခြင်းမျိုးမဟုတ်ပါဘူးကျွန်တော်မူရစေဝါခါနေမှာသွားတယ်ကျွန်တော်မြင်နေရတယ်ညီကိုတွေကိုသွားခေါ်ပြောရတယ်ကျွန်တော်အဲ့ဒီမူရစေဝါတွေကိုမြင်နေရပေမဲ့ကျွန်တော်မူရစေဝါတွေကိုစိတ်ကုန်သွားတာဖြစ်တယ်ကျွန်တော်ယွံသွားတာဖြစ်တယ်ကျွန်တော်အဲ့ဒီအရှိတွေကလည်းလွတ်မြောက်လာခဲ့တယ်ကျွန်တော်အဲ့ဒီကောင်းလို့သုံးမဩဝါဒတွေကောင်းလို့ခရိယာန်တွေနဲ့ပေါင်းလိုက်လို့ကျွန်တော်လွတ်မြောက်သွားတာမဟုတ်ပါဘူးအသက်ရှင်တဲ့ဘုရားကိုတွေ့လို့ကျွန်တော်လွတ်မြောက်သွားတာပါဒီနေ့အဲ့ဒီဘုရားကိုတွေ့တဲ့အခါမှာအဲ့ဒီဘုရားကိုရတဲ့အခါမှာကျွန်တော်တရားအရင်တုန်းကတော့ခိုးမှုတွေမလုပ်တော့ဘူးကျွန်တော်အရင်တုန်းကတော့ပေါက်သွင်းမှုတွေမလုပ်တော့ဘူးဝေးစေဝါရောင်းဝယ်တဲ့ကျွန်တော်မလုပ်နိုင်တော့ဘူးလှုပ်ရှင်စိတ်လည်းမရှိတော့ဘူးဒါပေမဲ့တစ်ဖက်ကကြည့်နေဆိုရင်လေကျွန်တော်အရင်တုန်းကတော့ပတ်စံနေမကိုင်းနေဘူးအမေတင်အဲ့ဒီဖယားကိုရတဲ့ကအဲ့ဒီပတ်စံနေငွေတွေနဲ့ပုံပေးပြီးမှဝယ်လို့မရတဲ့ဝမ်းမြောက်ခြင်းကိုကျွန်တော်နေ့ရက်တိုင်းမှာရရှိနေတာဖြစ်တယ်ကျွန်တော်မှဘာမှမတောင်းပြဘူးအတိုင်းဝဲဘာမှမရှိဘူးနေရတဲ့ပတ်စံစီးစိမ်ဘာမှမရှိဘူးဒါပေမဲ့အဲ့ဒီဘာမှမရှိဘူးဆိုတဲ့အခြေအနေတွေကနေပါယုံကြည်ခြင်းကကျွန်တော်ရဲ့နှလုံးသားတွေကထွက်လာတယ်ဘာမှမရှိပေမဲ့ယုံကြည်ခြင်းကကျွန်တော်ရဲ့နှလုံးသားတွေကထွက်လာတယ်ကျွန်တော်ဘဝမှာဘာမှမရှိပေမဲ့အသက်ရှင်တဲ့သခင်ယေရှုဘုရားကျွန်တော်နဲ့အတူတူရှိနေတယ်ဆိုတဲ့ယုံကြည်ခြင်းပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်လိုက်ပြီးမှနေရတဲ့ကောင်မှလိုက် online နဲ့ဒီချိန်သားမျိုးမှာမနှက်စင်းညစင်းတမျိုးလုံးနဲ့အောင်ကျွန်တော်អော်ခဲ့ဘူးတဲ့ညောင်များသောလူငယ်စီစီနဲ့မှကျွန်တော်ပြောခဲ့ဘူးတဲ့ကျွန်တော်ပြောတဲ့နေရာတိုင်းမှာကျွန်တော်နဲ့တက်တူရွယ်သူမိန်းကလေးတွေရှိတယ်ယောက်ျားလေးတွေရှိတယ်ကျွန်တော်အရန်တက်ပြီးကောင်းလို့မဟုတ်ပါဘူးကျွန်တော်အရန်မျက်နှာထူလုံးလုံးမဟုတ်ပါဘူးကျွန်တော်လူငယ်တယောက်ဖြစ်ပါတယ်ကျွန်တော်ကတခိုးတယောက်ဖြစ်ခဲ့တယ်ကျွန်တော်မိန်းစားတယောက်ဖြစ်ခဲ့တယ်ဝရမ်းမင်းတယောက်ဖြစ်ခဲ့တယ်လို့ပြောရမှာကျွန်တော်ရှက်ပါတယ်